ကြောင်းစင်းတဲ့ချိန်မို့တဲ့ရွာလဲအိတ်လေးနဲ့ကောင်းပါလေမုံမင်းကြီးကိုမောချီပြီးတော့ငုံမဲမဲနဲ့မိုင်တွင်ငင်းထီလေးကိုတောက်ဖွင့်ပြီးတို့တိုင်းကိုကတော့ပင်ယောက်ျားလေးပဲကွယ်မို့တဲ့မှာလဲအိတ်ပိုင်းလို့အိမ်ကိုပြေးငုံမိပြီးတော့နောက်နေ့မနေ့မှအပြင်းပြတဲ့လူမမာလေးတန်းနေကကောင်းပါလေကျွန်တော်တန်း sorry ခုခေလဲလုံးလေးတွေရဲလုံးလေးတွေစီရေးထားတဲ့ဒီလက်ရည်တယောက်နဲ့တယောက်ကနေရောက်ပြစ်သွားတယ်ကျွန်တော်နဲ့ချောင်းကကောင်းပါလေချောင်းကဘောတငယ်ချင်းကျွန်တော်ရဲ့လက်သမီးလေးကြောင်းစင်းတဲ့ချိန်မို့တဲ့မှာလဲအိတ်လေးနဲ့ကောင်းပါလေမုံမင်းကြီးကိုမောချီပြီးတော့ငုံမဲမဲနဲ့မိုင်တွင်ငင်းထီလေးကိုတောက်ဖွင့်ပြီးတို့တိုင်းကိုကတော့ပင်ယောက်ျားလေးပဲကွယ်မို့တဲ့မှာလဲအိတ်ပိုင်းလို့အိမ်ကိုပြေးမုံမိပြီးတော့နောက်နေ့မနေ့မှအပြင်းပြတဲ့လူမမာလေးတန်းနေကကောင်းပါလေကျွန်တော်တန်းဆောင်နေခုပင်လဲလုံးလေးတွေရွယ်လုံးလေးတွေစီရေးထားတဲ့ဒီလက်ရည်တယောက်နဲ့တယောက်ကနေရောက်ဖြစ်သွားတယ်ကျွန်တော်နဲ့ချောင်းကကောင်းပါလေချောင်းတော့ဘောတငယ်ချင်းကျွန်တော်ရဲ့လက်သမီးလေးထီလေးကိုတောက်ဖွင့်ပြီးတို့တိုင်းကိုကတော့ပင်တန်းနေကကောင်းပါလေကျွန်တော်တန်း sorry ခုပင်ကြောင်းတော့ဘောတငယ်ချင်းကျွန်တော်ရဲ့နဲ့သမီးလေးထီလေးကိုတောက်ဖွင့်ပြီးတို့